Electronics project တစ်ခုလုပ်နေရင်ကိုလိုချင်တဲ့ resistor တန်ဖိုးအတိအကျကိုရှာမတွေ့လို့အလုပ်တွေရပ်သွားဘူးလားကဲဒီနေ့မှာတော့အဲ့ဒီပြဿနာကိုဖြေရှင်းနိုင်မဲ့အရန်လွယ်ပြီးတော့အင်မတန်အစွမ်းထက်တဲ့နီလာနေကြောင်းပြောပြတော့မှာပါ resistor တွေကို Lego တုံးလေးတွေလိုမျိုးပေါင်းဆက်ပြီးကိုလိုချင်တဲ့တန်ဖိုးကိုဘယ်လိုဖန်တီးမလဲဆိုတာကြည့်လိုက်ကြရအောင်ကဲဒီလိုလဲစစားကြည့်အောင်ကိုယ့်ရဲ့ socket အထက်75 ohm resistor တလုံးကအရေးပေါ်လိုနေပြီဒါပေမဲ့ကိုယ့်ရဲ့ PC ပုံးကိုဖွင့်လိုက်တော့100 ohm နဲ့47 ohm တွေပဲရှိနေတယ်အဲ့တော့ဘယ်လိုလုပ်မလဲအတစ်သွားဝယ်ရတော့မလားဒါမှမဟုတ်လက်ထဲမှာရှိတဲ့ PC တွေနဲ့ပဲအဖြေတစ်ခုခုများရှိနေမလား Okay ဒါကိုပဲ resistor ပဟေလီလို့ခေါ်ကြအောင်ပေါ့ဒီပဟေလီကိုဖြည့်ရှင်းနိုင်တာကတကယ်ကိုအသုံးဝင်တဲ့ကျွမ်းကျင်မှုတစ်ခုပါဘာလို့လဲဆိုတော့လေဒါကအချင်းကုန်ထပ်ထားစေတယ်ပြီးတော့ငွေကုန်ကြေးကြလည်းအများကြီးနည်းတော့စီလို့ပါပဲဒီနီလန်းကိုတီးထားရင်ဘာတွေကောင်းလာမလဲပရမဆုံးအနေနဲ့ဈေးဝတ်ထက်မှာအလွယ်တကူရှာလို့မရတဲ့စံတက်မချင်မရှိတဲ့တန်ဖိုးတွေကိုကိုယ်တိုင်ဖန်တီးနိုင်လာမယ်နောက်တစ်ခုကတော့အိမ်မှာရှိတဲ့ electronics ပစ္စည်းအဟောင်းတွေကနေဖြုတ်ထားတဲ့ resistor တွေကိုအလကားမဖြစ်စေပဲအကျိုးရှိပြန်သုံးနိုင်မှာပေါ့အဓိကအချက်ကတော့ project တစ်ခုလုံးတိုင်းပစ္စည်းအသစ်တွေလိုက်ရှာနေကြမလို့တော့ပဲအကုန်အကျတက်တာတော့တာပါပဲကဲပေါင်းဆက်နည်းတွေထဲမှာအခြေခံအကြဆုံးနဲ့အလွယ်ဆုံးဖြစ်တဲ့ series connection ဆိုတာနဲ့ဆက်လိုက်ကြရအောင် series connection ဆိုတာကယထာတွဲတီတွဲပြီးတွဲစထားတယ်လို့ပါပဲ resistor တစ်လုံးရဲ့အဆုံးကိုနောက်တစ်လုံးရဲ့အစနဲ့တန်းနေအောင်ဆက်လိုက်တာပါဒီလိုလုပ်လိုက်တော့ရစီကြောင်းကသွားဖို့လမ်းကြောင်းတစ်ခုတည်းပဲရှိရတာပေါ့အဲ့ဒီတော့စုစုပေါင်း resistor ကိုတွတ်ဖို့ကအရန်ကိုလဲသွားပြီရစီကြောင်းက resistor အလုံးကိုတစ်ခုပြီးတစ်ခုဖြတ်သွားမှာဆိုတော့သူတို့ရဲ့တန်ဖိုးတွေကိုရိုးရိုးလေးပေါင်းလိုက်အောင်ပါပဲ R1 ရဲ့ R2 ရဲ့ပေါင်းလိုက်အောင်ပါပဲပေါ့ဥပမာအနေနဲ့100 ohm နဲ့47 ohm resistor နှလုံးကို series ချိတ်ကြည့်ကြအောင်တွနည်းကတော့ရှင်းလေးပဲ147ကိုပေါင်းလိုက်ညောင်းပါပဲဒါဆိုစုစုပေါင်း147 ohm ရလာပါပဲရစီကြောင်းက resistor တစ်ခုလုံးကိုဖျက်ရမှာဖြစ်တဲ့အတွက်အတားအဆီးပိုများသွားတဲ့သဘောပါပဲ series ချိတ်ဆက်မှုတော့လုံးဝမမေ့တဲ့အရေးကြီးဆုံးအချက်ကတော့စုစုပေါင်း resistor ဟာအဲ့ဒီချိတ်ဆက်မှုထဲမှာပါတဲ့အကြီးဆုံး resistor တစ်လုံးရဲ့တန်ဖိုးထက်အမြဲတမ်းပိုများနေမှာဖြစ်ပါတယ်ကဲခုနက series ကိုတွေးပြီးဆိုတော့သူ့ရဲ့ပြောင်းမြန်ကိုစဉ်းစားကြည့်ရအောင် resistance တွေကိုမြင်းတစ်ကြောင်းတည်းတန်းဆက်မဲ့အစားဘေချင်းရင်ပြီးချိတ်ရင်တော့ဘယ်လိုဖြစ်မလဲအဲ့ဒါကို parallel connection လို့ခေါ်ပါရဲ့ parallel connection ဆိုတာကတော့ resistor ရဲ့အစတွေကိုအတူတူစုပြီးချိတ်အဆုံးတွေကိုလည်းအတူတူစုပြီးချိတ်လိုက်တာပါဒီလိုလုပ်လိုက်တဲ့အခါရစီကြောင်းစီးဆင်းဖို့အတွက်သွားစရာလမ်းကြောင်းတွေအများကြီးထစ်သွားပါတယ်သူ့ရဲ့ formula ကတော့ခုနလောက်မလွယ်တော့နည်းနည်းလေးတော့ရှုပ်သွားတယ်လို့ပဲတန်ဖိုးရဲ့ပြောင်းမြန်ခင် reciprocal လို့ခေါ်တဲ့ကောင်တွေကိုသုံးရပါတယ်ဒါကဘာကိုပြလဲဆိုတော့လမ်းကြောင်းတွေများလာလေလက်စီးတဲ့စီးဆင်းရတာပိုလွယ်ကူသွားလေဆိုရဲသဘောတရားကိုတင်ချာနည်းနဲ့ပေါ်ပြတာပါပဲဒီဥပမာလေးက parallel circuit မှာ resistance ဘာကြောင့်ကျဆင်းသွားရတဲ့ဆိုတာကိုအလိုလိုနားလည်သွားစေမယ့်အကောင်းဆုံးရှင်းလင်းချက်တစ်ခုပါပဲလမ်းကြောင်းတွေအများကြီးဖြစ်သွားတော့ဖြစ်စီကခွဲပြီးစီးဆင်းလို့ရသွားတယ်တွားရလာရပိုလွယ်သွားတာပေါ့ကဲဒီစီအားလေးကအရာအရောင်းကိုရှင်းရှင်းလင်းလင်းပြပြီးနေပါတယ်အဓိကမှထားရမှာက series က resistance ကိုတိုးစေတယ် parallel ကတော့ resistance ကိုလျော့ကျစေတယ် series မှာစုစုပေါင်း R ကအကြီးဆုံး R ထက်များပြီး parallel မှာတော့စုစုပေါင်း R ကအသေးဆုံး R ထက်အမြဲတမ်းနည်းနေမှာပါအခုမှတကယ်စိတ်ဝင်စားဖို့ကောင်းတဲ့အဆုံးအပိုင်းကိုရောက်လာပါပြီဒီနီလန်နှစ်ခုကိုရောပြီးတော့ရင်ဘာဖြစ်သွားမလဲဒါကမှတကယ်ကိုလိုချင်တဲ့တန်ဖိုးအတီးကြော်ကိုဖန်တီးနိုင်မယ်နီလန်အစစ်အမှန်ပါပဲတကယ်တော့ရှုပ်ထွေးနေတဲ့ circuit တွေကိုတွေ့ရင်လန့်သွားစရာမလိုပါဘူးရှုပ်ဝက်ချက်တရားတော့ပဟေလီအဖိုင်အစားလေးတွေလိုတပိုင်းချင်းစီဖြည့်ရှင်းသွားဖို့ပါပဲကဲဒီ circuit ကိုတစ်ချက်ကြည့်လိုက်အရင်ဆုံးဘယ်ဘက်က parallel ချိတ်ထားတဲ့100 ohm နှလုံးကိုရှင်းလိုက်အောင်သူတို့နှလုံးပေါင်းရင်50 ohm ပဲကြာမှာမယ်အခုဆိုရင်အဲ့50 ohm ကကျန်နေတဲ့100 ohm နဲ့ series ဖြစ်သွားပြီအဲ့တော့50နဲ့100ကိုပေါင်းလိုက်တော့နောက်ဆုံးမဖြစ်150 ohm ရသွားတာပေါ့100 ohm သုံးလုံးကနေ150 ohm ကိုဖန်တီးနိုင်သွားတာတကယ်ကိုမိုက်တယ်ဟုတ်ကဲဒါဆိုရင်ဒီနေ့လေ့လာခဲ့တဲ့တွေကအဓိကအချက်တွေကိုပြန်ပြီးခြုံငုံတွန်းတက်ကြည့်ကြအောင်ဒီမှာတော့အနစ်ချုပ်ပါပဲ resistance တန်ဖိုးကိုတိုးချင် series တုံးပါတန်ဖိုးကို short ချချင်တော့ parallel ကိုတုံးပါဒီလောက်ကိုရိုးရှင်းပါရဲ့ဒီလိုရိုးရှင်းလွယ်ကူတဲ့စီးမြင်တွေကိုနားလည်သွားပြီးဆိုတာနဲ့ဘယ်လောက်ပဲရှုပ်ထွေးတဲ့ electronic circuit မျိုးကိုမဆိုခွဲခြမ်းစိတ်ဖြာနိုင်ဖို့အတွက်အရန်ခိုင်မာတဲ့အခြေခံအုံမြစ်ကိုရရှိသွားပြီဖြစ်ပါတယ်နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းလေးတစ်ခုထားခဲ့ချင်ပါတယ်ဒီနေ့လေ့လာခဲ့တာတွေအကုန်လုံးက resistor အတွက်ပါ
ဒါဆိုရင် capacitor တို့ inductor တို့လို့တခြား PC တွေကိုရော series နဲ့ parallel ချိတ်ရဲ့ဒီစီမင်းတွေအတိုင်းပဲအလုပ်လုပ်မလားဒါမှမဟုတ်လုံးမော့ကိုပြောင်းပြန်ချစ်တော့မလားစက်ပြီးလေးလာကြည့်ဖို့တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုပါပဲ